အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ YouTube channel လေးကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Jody Creamer လို့ခေါ်တဲ့အသက်16နှစ်အရွယ်မိန်းကလေးတဦးဖြစ်ပြီးသူမဆိုရင်တော့ဖြစ်ထူးထူးခြားခြားအသက်3နှစ်အရွယ်ကလေးကအရက်အလွန်ရှိတာကြောင့်သူမရဲ့တသက်တီလုံးကစိတ်မလုံခြုံမှုတွေနဲ့ကြီးပြင်းလာခဲ့ရသူတယောက်ပါကျောင်းမှာလေသူမရဲ့အရက်အမြင့်ကြောင့်ပဲအမြဲတမ်းနောက်ပြောင်ခံရလိမ့်ရှိပါတယ်စန့်ကျင်ဘက်အနေနဲ့တော့သူမရဲ့အမဖြစ်တဲ့ဟာပါကတော့အရက်ပူပြီးအလှမဲ့ပြိုင်ပွဲတွေမှာအောင်မြင်မှုရနေသူတယောက်လည်းဖြစ်ပါတယ်ဂျိုဒီရဲ့ငယ်တငယ်ချင်းဒန်ဂယ်မန်ကတော့ကျောင်းကိုနှုတ်တစ်တာတလုံးအမြဲတည်လာတတ်ပြီးဂျိုဒီကိုစိတ်ဝင်စားနေတာကြောင့်ပဲအမြဲတမ်းသူမကိုချင်းတွေးဖို့တောင်းဆိုလေးရှိပေမဲ့ဂျိုဒီကတော့သူတို့နှစ်ယောက်ရဲ့အရက်အမြင့်ချင်းကွာဟာချက်ကြောင့်ငင်းဆန်နေခဲ့တယ်။တနည်းမှာတော့ဆွီဒင်နိုင်ငံကနေပြောင်းလာတဲ့ကျောင်းသားတစ်စတစ်မူလင်ကျောင်းကိုရောက်လာတယ်။အဲ့ဒီနေ့မှာပဲဂျိုဒီတယောက်ဟာစတစ်ကိုမြင်မြင်ချင်းပဲချက်ချင်းကိုသဘောကျတော်တယ်လို့ကျောင်းသူအများစုကလည်းသူ့ကိုပဲဝိုင်းပြီးစိတ်ဝင်စားနေကြပါတယ်ဒန်ကယ်မန်ကတော့ဒါကိုကြည့်ပြီးမနာလို့ဖြစ်လာပါတယ်ဒါပေမဲ့ဂျိုဒီကတော့စတစ်ကိုပဲဆွဲလန်းနေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဂျိုဒီကိုအမြဲနှိပ်စက်နေတဲ့ကင်မီစတစ်ချာကလည်းစတစ်ရဲ့အာယုံစိုက်မှုကိုရဖို့စူးစမ်းနေပါတယ်စတစ်ကဒန်ကယ်မန်ရဲ့အိမ်မှာတဲခိုရတာဖြစ်ပြီးဒန်ကယ်မန်ကတော့စတစ်ကြောင့်ဂျိုဒီနဲ့သူ့ကြားက9နှစ်ကြာစီစဉ်ထားတဲ့အချီကြီးပျက်စီးသွားမှာကိုစိုးရိမ်ပြီးရှောင်ဖယ်နေခဲ့ပါတယ်ဂျိုဒီကစတစ်ကိုကင်မီစီကနေလူယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမအမဟာပါရဲ့အကူအညီနဲ့ပြင်ဆင်မှုတွေလုပ်ပြီးနောက်မှာစတစ်စီကချင်းဆိုမှုတစ်ခုရရှိခဲ့ပါတယ်။ဒါပေမဲ့တကယ်တော့ဒါဟာကင်မီတို့အဖွဲ့ကနောက်ပြောင်ထားတဲ့ဖုံးခေါ်ဆိုမှုတစ်ခုသာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့စတစ်ကတကယ်ပဲဂျိုဒီကိုချင်းဆိုခဲ့ပြီးသူတို့နှစ်ယောက်ရင်းနှီးလာကြပါတယ်။တညမှာသူတို့နှစ်ယောက်အနမ်းပေးခဲ့ကြပါတယ်။ဒါပေမဲ့နောက်နေ့မှာတော့စတစ်ကဂျိုဒီကိုလှစ်လျူရှုပြီးကင်မီနဲ့ပဲတွဲနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒန်ကယ်မန်နဲ့ဂျိုဒီတို့ကြားမှာအထင်မှားမှုတွေဖြစ်ကြပြီးစတစ်ကတော့ကင်မီနဲ့တွဲနေရင်းနဲ့မှာဂျိုဒီကိုပူသဘောကျလာတယ်လို့မျိုးဖြစ်လာပါတယ်အဖြစ်အပျက်တွေရှုပ်ထွေးနေချိန်မှာပဲကျောင်းရဲ့ homecoming dance ပွဲမှာစတစ်ကကင်မီနဲ့တွဲပြီးဘရင်နဲ့ဘရင်မအဖြစ်ရွေးချယ်ခံရပါတယ်ဒါပေမဲ့ပွဲပြီးတဲ့အခါစတစ်ကကင်မီကိုလမ်းခွဲလိုက်ပါတယ်ဂျိုဒီကတော့ဒန်ကယ်မန်ဟာသူ့အတွက်တကယ်ရုန်းကန်ပေးခဲ့တာတွေကိုသိရှိသွားပြီးသူမရဲ့ယုံကြည်မှုတွေကိုပြန်လည်ရရှိသွားပါတော့တယ်ကျောင်းပွဲမှာဂျိုဒီကယုံကြည်မှုအပြည့်နဲ့စင်ပေါ်တက်ပြီးမိန့်ခွန်းပြောခဲ့ပါတယ်အဲ့နောက်မှာတော့စတစ်ကဂျိုဒီကိုပြန်တွဲဖို့တောင်းဆိုပေမဲ့လည်းသူမငင်းပယ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူမရဲ့အစ်စ်မှန်ချစ်သူဒန်ဂယ်မန်စီကိုတွားရောက်ပြီးသူမရဲ့အချစ်တွေကိုဖွင့်ဟလိုက်ပါတယ်။ဒန်ဂယ်မန်လည်းစောင့်ဆိုင်နေတဲ့အတိုင်းနို့တစ်တာဘောကိုတက်ရက်လိုက်ပြီးဂျိုဒီကိုအနမ်းပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲဇလန်လီကတော့ပျော်ရွှင်စရာဆက်သိန်းလေးဖြစ်ခဲ့ပါတယ်။ဟေးဒီဇလန်လီကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးဖို့မမိပါနဲ့ဦး။သင်တို့ရဲ့အမြင်တွေကိုလည်း comment မှာရေးသားပေးခဲ့ကြပါဦး။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်